ကျွန်တော်ဒီနေ့ဆိုမဲ့ချင်းရဲ့ကောင်းစားကြတော့ what a day that will be ကျွန်တော်တို့ဒီခန်းစားလို့ပဲလောကကဒုက္ခပေါင်းစုံကျွန်တော်ဒီကြုံတော့မှာကျွန်တော်ဒီမှာကျွန်တော်ဒီဆုံးမှဖြစ်တယ်ဝါဆုံးခါတော့မှလာပြီမဲ့ကျွန်တော်မျိုးလေးနေရတဲ့နေ့တီးပြန်ရောက်တဲ့ခါမှာဆိုလို့ရှိရင်တော့အဲ့ဒီကပြည့်ပြည့်အကျိုးရှင်ရဆုံးနေတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီပြီးချင်းခံရတဲ့ဒီတော့တဲ့မျိုးလေးတို့မှသူကိုဒီချမ်းပြီးကျွန်တော်ပါပြီးတယ်